Hello အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်တို့ဒလာမီဒီရဲ့ဒီ cross ball ကောင်းဘယ်လိုဆော့ရတယ်ဆိုတာပေါ့နော်ကျွန်တော်ကတော့ပုံမှန်ကစားတဲ့ cross time ပေါ့နော်တချမ်းဆောင်လို့လည်းခေါ်ပါတယ်တိုက်စစ်ကိုတော့တယောက်ပဲထားတယ်တချို့ရောက်တဲ့တိုက်စစ်ကိုဒီလိုနှစ်ယောက်ထားတာမျိုးရှိရပါနှစ်ယောက်ထားတယ်ပေါ့နော်ကျွန်တော်တို့လည်းခိုင်းဆိုတော့တိုက်စစ်အရန်ကိုလိုတဲ့အဲ့တော့တိုက်စစ်နှစ်ယောက်ထားတာမျိုးရှိတယ်ဗျာဒါပေမဲ့အဲ့လိုမျိုးကြတော့ဘယ်လိုပြောမလဲအဲ့ဒီဘက်ဝင်းအောင်တိတ်မြောက်လို့ခံစားရတယ်အဲ့တော့ကျွန်တော်ဒီနေ့မှာEMF player ဖြစ်ဖြစ် CMF ဖြစ်ဖြစ်ပေါ့နော် whole player တကောင်ထားတယ်ဗျာ CMF လို့ပြောင်းလဲရတယ်ဒီပုံစံလေးထားလိုက်တယ်ဒီပုံစံလေးထားလိုက်တော့ဒီ whole player ဒီကောင် whole player ဖြစ်မှာနော်ဒီ whole player ဒီလိုမျိုးသူကဒီဘက်ကိုပိတ်ထားတယ်ဆိုရင်လည်းဒီဘက်ကိုပိတ်ထားတယ်ဆိုရင်လည်းသူကဒီကောင်ကိုပေးပြီးတော့ဒီကောင်တိုက်စစ်ကိုဆွဲပြီးတော့ဂိုးလိုက်သွင်းတဲ့ကောင်ဆိုတော့ဗျာအကယ်လို့ကခန်းစစ်ဖြစ်နေဒီကောင်ခန်းစစ်ကိုလိုက်ကူတဲ့ whole player မျိုးဆိုတော့ကျွန်တော် whole player တကောင်ထားတယ်ကဲလို့ကိုယ့်ရဲ့ဒီဘက်ညာဘက်ချမ်းတစ်ချမ်းလုံးကြီးဒီဘက်ခန်းတို့ဒီဘက်ချမ်းတစ်ချမ်းတော့ပိတ်ခံရဆိုကျွန်တော်ဒီ whole player ကိုတွဲတယ်ပေါ့နော် whole player ကိုတွဲပြီးတော့ whole player နဲ့ဒီဘက်ကိုပြန်ပြေးပေါ့နော်အဲ့လိုမျိုးနဲ့ကျွန်တော်ကအဲ့လိုကစားတယ်ပေါ့နော်အဲ့ကြောင့် whole player ကိုဒီနားမှာအထောက်အနေနဲ့ထားရတယ်အဲ့ဒါကျွန်တော်ကစားတဲ့ပုံစံပေါ့နော်ဒီဥစ္စာနေရာမှာတော့အလုံးတည်ရတိုင်းပဲအရက်မြင့်တဲ့ကောင်ပေါ့နော် heading အနည်းဆုံး60ကျော်ရင်ကောင်းနေတာတော့ကိုလာတော့101ပဲဖြစ်နေပါလို့ဆိုကျွန်တော်ပြန်ပြင်ထားတာဗျာကျွန်တော်ပြင်ထားတဲ့ပုံစံလေးပဲဒီကျွန်တော် Facebook မှာကျွန်တော်တင်ပေးထားပါတယ်heading 100kit power 90ပေါ့နော် jumping 100 physical 100နဲ့ပြင်ထားပါတယ်နောက်တန်းတော့ဒီလိုမျိုးထားပါနော်ပြီးတော့ဒီနောက်မှာအစကျွန်တော်ဒီ box to box player pro destroyer လို့ကျွန်တော်ထားကြည့်ရနည်းနည်းပေါက်တယ်ပေါ့နော်ပေါက်တော့ကျွန်တော်ဒီ CV တယောက်ပေါ့နော် BS တယောက်ကိုကျွန်တော်ထားလိုက်တယ် TMF ပြောင်းပြီးထားလိုက်တဲ့အချိန်မှာတော်တော်လေးလုံတာမြင်တွေ့ရတယ်ပြီးတော့ဒီကောင်နဲ့ကြုံလို့ရှေ့တက်ပြီးတော့ကောင်တက်တိုက်တဲ့ကောင်ဆိုတော့အဆင်ပြေတယ်ဗျာကျွန်တော်မှာဒီ header 90မရှိလို့ဆိုရင်လည်း90ရှိအောင်တင်ပေါ့နော် rating ကိုအရင်မမှတ်ပါနဲ့ပြီးတော့ဒီလိုမျိုး cross specialist တွေ epic တွေမရှိဘူးဆိုရင်လည်းဒီ Arno တို့ RB တို့ပေါ့နော်အဲ့ကောင်တွေမှာဒီဘက်မှာတင်မဲ့ကောင်တွေအနည်းဆုံးဒီ pinpoint crossing တို့ weight pass တို့အဲ့ skill ရှိရမယ်နော်အဲ့ skill ရှိမှသူက pinpoint crossing နဲ့ဒီ weight pass ပေါ့နော်ဒီ pinpoint crossing တို့ဒီ weight pass တို့ skill ကိုထည့်ပေါ့နော်ထည့်မှဒီကောင်ကဖြတ်တင်ပေါ်ပြီးတော်တော်လေးကောင်းမှာဒီ edge crossing တွေပါမရှိလေကိစ္စမရှိဘူးဒီ pinpoint crossing နဲ့တော်တော်လေးသုံးလို့ရတယ်ကျွန်တော်ဆိုရင်ဒီ standard cap ပေါ့နော် quarter တို့သွားပြီးတော့ဝယ်ပြီးတော့pinpoint crossing ထည့်ပြီးတော့ကျွန်တော်သုံးနေရရှိပါတယ်အဲ quarter တို့ကလေ cross specialist player ဖြစ်ပါတယ်နော်cross specialist လေးဒီညာဘက်ထပ်မှတင်တဲ့ကောင်မရှိဘူးဆိုရင်ဒီ quarter တို့ပေါ့နော် quarter တို့ standard cap တွေရှာဝယ်လို့ရပါတယ်တော်လေးသုံးလို့ကောင်းအောင်ဖြစ်ပါတယ်ကဲကျွန်တော်တို့ဒီ backhand နဲ့ကိုတာအလုပ်လုပ်ပုံလေးကိုကျွန်တော်တို့ကြည့်လိုက်ရဒီမှာဆိုဗျာဒီလားသူတို့အဲ့လိုမျိုးကျွန်တော်ရဲ့ဒီ backhand နဲ့ဟိုပိတ်ထားတယ်အမှကျွန်တော်ကူလစ်နဲ့ပြန်ပေးပြီးတော့မှထပ်ပြီးတော့မတင်လိုက်တယ်ဗျာအမှကိုတာတစ်ချက်အဓိကတော့ whole play ကတော့ဒီကောင်တိုက်စစ်နေရာတွေကိုလိုက်ပြီးတော့ဗောနော်လိုအပ်တဲ့နေရာတွေညာဝင်းမှာရှိရင်ညာဝင်းကိုလိုက်ပြီးတယ်အဲ့တိုက်စစ်နေရာလိုက်လိုအဲ့တိုက်စစ်နေရာကိုလိုက်ပြီးဆို whole play ကကျွန်တော်လိုအပ်တယ်ဗောနော်ဒီမှာဆိုရင်လည်းအဲ့လိုပဲ fico whole play ကိုကျွန်တော်ပေးပြီးတော့အဲ့ဒီကျွန်တော် backhand ကိုပြန်တွဲတယ်တော်အဲ့လိုမျိုးတွဲပြီးတော့ layer လွတ်တွေရတယ်ဗျ whole play ကြောင့်အမှကိုလာနောက်တစ်ခုထပ်သွင်းတယ်ဗောနော်နောက်ထပ်ဒီမှာလည်း whole player ပဲကူလက်အဲ့လိုနေရာလွတ်လေးနဲ့ဒီ whole player အလုပ်လုပ်တာဗောနော်အဲ့တော့ကျွန်တော်ဒီတိုက်စစ်နှစ်ယောက်မထားပဲနဲ့ whole player ကိုသုံးနေဗောနော်ဒီမှာဆိုလည်းဒါDavid Beckhamထပ်ပြီးကန်တင်ပြီးတယ်ဗျာကိုလာနဲ့Beckhamကြီးကတော့အခုမှထွက်လို့လာတော့ဒီတော်တော်လေးကိုအတွဲမိတယ်ကိုလာကြီးကလည်းကျွန်တော်သုံးမှုတဲ့ကိုလာရဲ့ထဲမှာတော်တော်လေးပေါ့တဲ့ကိုလာလို့ပြောလို့ရတယ်ဒီမှာလည်း Luis Figo တင်ပေးတယ်ဗောနော်တင်ပေးပြီးတော့မှကိုလာထပ်ပြီးတော့တိုက်သွားတယ်ကိုလာဒီပွဲမှာနေဒါသူပထမဆုံးပွဲပေါ့နော်ပထမဆုံးပွဲမှာနေသူကတပွဲတွေကို၄ဂိုးကောင်းတိုက်သွင်းသွားတယ်ပေါ့နော်တစ်ဖက်ပလီယာကတော့၄ဂိုးသွင်းပြီးတော့မှမခံစားနိုင်တော့လို့ထင်တယ်ထွက်သွားတယ်ဗျာညီကိုလိုလည်းဒီလေးအတိုင်းစမ်းကြည့်ပြီးတော့အဆင်ပြေကြပါစေနော်အားလုံးကျေးဇူးတင်ပါတယ်